အားလုံးပဲမင်္ဂလာပါ Short Story ပိုင်း Kitchen တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆယ်စုနှစ်တစ်ခုကြာတာယာပျော်ရွှင်စွာနေထိုင်ခဲ့ကြတဲ့ကိုထုံးနဲ့မတီတာတို့ရဲ့မိသားစုအတိုင်းအမြုံလေးတွေကိုမမျှော်လင့်ပဲဝင်ရောက်လာခဲ့တဲ့ကြောက်စရာအန်နီဇိုးနဲ့ပိစာတကောင်ကိုထုံးတို့လင်မယားကဘယ်လိုမျိုးရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကိုသိရှိနိုင်မှုအတွက်နေအားရဲ့ပုံနဲ့ကအပိုင်းသုံးကိုဆက်လက်နားဆင်ခန်းစားကြည့်လိုက်ရအောင်ခင်ဗျာဖျားစင်ဘောကပုတ်တိုးနေတဲ့ပန်းနေနဲ့ရေမန်းခွက်တွေကသဲတွေကိုမြင်လိုက်ရတဲ့ညကကိုထုံးတို့အိမ်ကြီးမှာနေအိမ်ထက်ဆိုင်ငရေကန်တစ်ခုနဲ့ပို့တူလာပါတော့တယ်။မတိတာမှကြောက်စိတ်ကြောင့်စကားပင်ကောင်းကောင်းမပြောနိုင်တော့ပဲပန်းသီးလေးကိုပွေ့ပိုက်ကဖျားစာတွေကိုတုံတုံရင်ရင်နဲ့ရွတ်ဖတ်နေရှာတယ်။ကိုထုံးကတော့ယောက်ျားချင်းမကြီးမှုစိတ်ကိုတင်းထားတော့လေနှစ်ဖူးမှစီးကြနေတဲ့ချွေးတွေကသူ့ရဲ့ထိတ်လန့်မှုကိုတတ်သိပြနေခဲ့တယ်။မိုးလင်းနာနဲ့ကိုထုံးပထမဆုံးစလုပ်ရတဲ့အလုပ်ကတော့ပန်းသီးလေးကိုသူ့အဖွားရင်ကိုခဏတော့ပို့ဖို့စီစဉ်ရတာပါတီတာမင်းမပန်းသီးလေးနဲ့အတူအမေအိမ်မှာလိုက်နေလိုက်ပါအိမ်မှာအခြေအနေမကောင်းငါတယောက်တည်းပဲဒီမှာစောင့်ကြည့်နေလိုက်မယ်ကိုထုံးကစိုးရင်တကြီးနဲ့တိုက်တွန်းမိမယ်လေမတီတာကခေါင်းကိုခါရမ်းနေခဲ့တယ်သူမရဲ့မျက်နှာကဖြူဖြောနေပေမဲ့လေမျက်ဝန်းတွေကပြတ်သားနေတယ် မဖြစ်ဘူးကိုထုံးရှင်တယောက်တည်းကိုဒီအိမ်မှာကျမစိတ်မချအောင်ဒီကိစ္စဟာရိုးရိုးကိစ္စမဟုတ်ဘူးကျမလည်းရှင်နဲ့အတူတူနေခဲ့မယ်ပန်းသီးလေးကိုပဲအမေတို့စီမှာအထားခဲ့လိုက်မယ် နောက်ဆုံးတော့ကလေးကိုသာလူကြုံနဲ့အမြန်ပို့လိုက်ရပြီးလင်မယားနှစ်ယောက်စလုံးချောက်ကနေတဲ့အင်ကြီးထဲမှာကြံရိခဲ့တယ်ပန်းသီးလေးမရှိတော့ဒီအင်ကြီးကပို့ပြီးတော့အေးစိမ့်ပြီးမှောင်မိုက်နေတယ်လို့ခံစားရတယ်ကိုထုံးလည်းအလုံးမသွားနိုင်တော့ပဲအိမ်ထဲမှာရှိတဲ့နေရအနှံ့ကိုလိုက်လံကြည့်ရှုနေမိတယ်ဆယ်စုနှစ်တခုမကနေထိုင်လာခဲ့တဲ့မိသားစုရဲ့နှွေးထွေးရအိမ်လေးကယခုတော့တခါမှမရောက်ဘူးတဲ့တောနဲ့ကြီးတွေရောက်နေသလိုအေးဆက်ပြီးအမွေသက်တရားလည်းစိမ့်သက်နေခဲ့တယ်ငါတို့အိမ်ထဲမှာတခုခုတော့ရောက်နေပြီတည်လားငါတို့အမြန်ဆုံးဆရာတယောက်ရောက်ပြင်မှဖြစ်တော့မယ်ကိုထုံးရဲ့စကားကိုမသိတာကထောက်ခံသည်ထိုအချိန်မှာပဲမသိတာက ကိုထုံးကျမတို့ရက်ခွက်ထဲကမအိမ်မယောက်ျားချိုးလေပြီးအပမိတို့လိုတရေပူတို့လိုဖြစ်တော့သူတို့ပြတဲ့ဘီယောကဆရာဆိုလားပါလားမသိဘူးအဲ့လူကိစ္စတွေမှာစွန့်နေလို့ပြောတာတော့ကြားဘူးလေကျမအဲ့ဆရာဖုန်းနံပါတ်ကိုတောင်းပြီးဆက်သွယ်ကြည့်ရမလား ဖြစ်ပါမလားတီရာယာတော်ကြတဲ့ရက်ကွက်လုံးသတင်းကပွားပြီးဘာမှမသိသေးခင်ငါတို့အိမ်နမဲကြီးနေပါအောင်မယ် ကျမတခုခုအကြောင်းပြပြီးဖုန်းဆက်ပြီးမေးကြည့်လိုက်ပါမယ်ဒီလိုဖြစ်နေတယ်လို့ဘယ်ပြောပါမလဲဒီလိုကိစ္စတွေကအဲ့လူဆရာတွေပဲနိုင်ပါလေမဟုတ်ရင်ကျမတို့သမီးလေးတစ်သက်နေလာတဲ့ဒီတိုင်းပြစ်ထားလိုက်လို့မှမဖြစ်တာ ကောင်းပြီလေမေးကြည့်လိုက်ပေါ့ဒါပေမဲ့ငါတို့အိမ်မှာဖြစ်နေတာတွေကိုတော့ရှောင်လို့တော့မဟာမိစေနဲ့နော် ကျမသိပါရဲ့ကိုထုံးရဲ့ ဒီလိုနဲ့မတီရာရက်ကွက်ထဲမှာစုံစမ်းသိရှိလာတဲ့ဆရာဆူဆူရဲ့ဖုန်းနံပါတ်ကိုကိုထုံးဆက်သွယ်လိုက်တယ်အကျိုးအကြောင်းပြောပြပြီးအိမ်ကိုလာရောက်ရန်ပင်ဖိတ်ပြီးတော့ဒီကိစ္စကိုတိုးတိုးတိတ်တိတ်ဆောင်ရွက်ပေးဖို့အတွက်လည်းတောင်းဆိုလိုက်ရတယ်ညနေဆောင်ဆရာဆူဆူရောက်မလာခင်မှာပဲအိမ်ထဲမှာရှိတဲ့အခြေအနေကတိတိတတ်တာပြောင်းလဲလာတယ်ဖွင့်ထားတဲ့ပရင်ပေါက်တွေအကုန်လုံးကဝုန်းနဲ့အတန်နဲ့တူလေးမတိုင်ဖဲတပြိုင်နက်တည်းပိတ်သွားကြတယ်မတီတာမှာကြောက်လန့်တကြားနဲ့ဖျားစာတွေကထိုင်ရွံ့နေတော့တယ်ကိုထုံးကပရင်ပေါက်တွေကိုအသေးအတန်ပြန်ဖွင့်မိမဲ့လေအိမ်ထဲမှာမနေရတော့တာကြောင့်လင်မယားနှစ်ယောက်ခြံထဲမှာခုံနှလုံးချပြီးထိုင်ဆောင်နေလိုက်ကြတယ်ညနေ9 နာရီခန့်ရောက်တော့ဆရာဦးမြသိန်းဆိုတဲ့သူနဲ့နောက်ထပ်ဖော်တယောက်ရောက်လာကြတယ်ခြံထဲမှာခဏထိုင်ပြီးကိုထုံးတို့လင်မယားကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုဆရာကမေးမြန်းတယ်ကိုထုံးနဲ့မတီတာတို့လည်းကြုံတွေ့ရသမျှကိုအကုန်စင်ပြောပြလိုက်တယ်ခင်ဗျားတို့ကြုံနေရတဲ့အဖြစ်အပျက်တွေရတော့ဒါကပုံနကတိုက်တာဗျဆရာဦးမြသိန်းရဲ့စကားကြောင့်ကိုထုံးတို့လင်မယားတသက်နဲ့တူကြားတာကြပူပြီးတခါမှမမြင်တွေ့မနီးဆက်ခဲ့တဲ့ထိုစကလုံးကြောင့်ခဏမြကြောင်အသွားကြသည်ကျွန်တော်တို့ဘာအမားများလုံးမိလို့လဲဆရာခင်ဗျားတို့ဘာအမားလုံးမိလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့တေးကြတာတစ်ခုကတော့တယောက်ယောက်ကခင်ဗျားတို့မိသားစုပျက်စီးဖို့ရည်ရွယ်တာပဲဒါတွေကနောက်မှဆက်ပြောကြရအောင်သူတို့အားလုံးအိမ်ထဲဝင်နေကြတယ်အိမ်အောက်ထပ်၌ဆရာကတခန်းဝင်တခန်းထွက်နဲ့မျက်လုံးမိတ်ပြီးအာယုံခံလိုက်လက်ပတ်ကြည့်လိုက်လုံနေတယ်ဆရာရဲ့တပည့်နဲ့ကိုထုံးတို့လင်မယားကတော့နောက်မှတိတ်တိတ်ကလေးလိုက်လာကြတယ်အဲ့ဒီချိန်မှာပဲဝုန်းဆိုတဲ့အတန်ကြီးနဲ့အိမ်ပေါ်ထက်ကနေအားပြင်းပြင်းနဲ့စောင့်နေလိုက်တဲ့ခြေစံကြီးထွက်ပေါ်လာခဲ့တယ်အတန်ကအလွန်ကျဉ်လွန်းပြီးတော့ခြေနှင်းကလည်းပြင်းလွန်းလာကြောင်းမျက်နှာကျကဖုံးလေးပါအောက်ကိုလွင့်စင်ကျလာတယ်ဘုံဆိုတဲ့အတန်ကြီးကအင်အားကြီးမှပြီးတစုံတစ်ယောက်ကအပေါ်ထဲမှာဘောသားတကြီးနဲ့လမ်းလျှောက်နေတယ်လို့ပဲ
ကိုထုံးတို့လင်မယားလဲတုံတုံရင်ရင်နဲ့တယောက်လက်ကိုတယောက်ကြစ်ကြစ်ပါအောင်စုပ်ကင်မိလိုက်ကြတယ်ဆရာကမျက်မှောင်ကြီးကျုပ်လိုက်ပြီးငါထင်သားသလိုပဲဒါတာမန်ပရလောကသားတယောက်ယောက်လမ်းမှားလာတာမဟုတ်ဘူးအစီအရင်သွင်းထားတဲ့မိစ္ဆာတစ်ကောင်ပဲအဲ့ဒီမိစ္ဆာကဒီအိမ်ထဲကတနေရာရာမှာအမြင့်တွင်နေပြီဆရာဦးမြတ်သိန်းရဲ့စကားကြောင့်ကိုထုံးတို့ရဲ့မျက်နှာမှာတွေးအောင်ဖြော့တော့သွားပြီးစီးရွက်တော့တာရှိပါတော့တယ်ဆရာကဒီနေ့တော့ဒီလောက်ပဲမနှက်ဖြန်မှလူအပ်တာကိုယူပြီးပြန်လာခဲ့မယ်ရော့ဒီအဆောင်ကတော့မင်းတို့လင်မယားဒီညယူထားလိုက်ကြလို့ပြောပြီးရွှေအောင်အင်းချက်တစ်ခုကိုပေးခဲ့လိုက်တယ်တပြေးပြေးနဲ့ကြမ်းတမ်းလာတဲ့မိစ္ဆာကကိုထုံးတို့မိသားစုကိုဘလိုမျိုးကြောက်စရာဒုက္ခတွေဆက်ပြီးတော့ပေးနေအောင်ပါလဲဆရာဦးမြသိန်းဆိုတဲ့သူကဟောအဲ့ဒီမိစ္ဆာကိုနှိမ်နှင်းနိုင်ပါမလားဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့နေလားဟဲ့ပုံနကဆိုတဲ့ဇာတ်လမ်းကိုဆက်ပြီးတော့နားဆင်ခန်းစားနိုင်မှုအတွက် Short Story by Key Channel ကို Subscribe လုပ်ပြီးတော့ Notification လေး on ထားဖို့မမေ့ပါနဲ့ဦးနော်